အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ရှင်ရှင်မကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမကငါးကြော်နယ်လေးချက်စားပါမယ်ရှင်ငါးကိုတော့ညီမကကက်ကရငါးကိုအသုံးပြုထားပါတယ်ငါးထဲမှာကျမအရသာတွေထည့်ပြီးတော့နေပေးပါမယ်ရှင်ငါးထဲမှာအရသာတွေဝင်အောင်နေလို့ပြရနဲ့စကြောပါတော့မယ်ရှင်အိုးရဲကိုစီထည့်ပြီးတော့အကြက်ညီအောင်မီအေးလေးနဲ့ကြော်ပေးပါမယ်ငါကြော်လို့ပြရနဲ့အိတ်ကြော်ရတဲ့စီနဲ့ပဲစီတက်လိုက်ပါမယ်စီတက်နဲ့လေးမွေးရနဲ့ခင်းချင်တီလေးထည့်ပြီးတော့လူတဲ့အထိတည်ပြီးလိုက်ပါမယ်ခင်းချင်တီလေးနူးသွားပြီဆိုရနဲ့အချိန်မှာအရသာလေးထည့်ပါမယ်အရသာထည့်လို့ပြရနဲ့ကြော်ရတဲ့ငါကြော်လေးတွေကိုထည့်ပြီးတော့မွေလိုက်ပါမယ်ငါကြော်နဲ့ခင်းချင်တီလေးနှက်သွားပြီဆိုရနဲ့အနက်လေးမွေအောင်နက်လေးခုတ်လိုက်ပါမယ်ရှင်အခုဆိုရင်တော့ထမင်းစားမိန်နဲ့ငါးကြော်နဲ့လေးရပါပြီရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်